Happy Water ကြောင့်ငငယ်ရွယ်နဲ့အသက်ဆုံးရှုံးလိုက်ရတဲ့အသက်16နှစ်ရွယ်ရှမ်းမလေး ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ရဲ့ Sally Space အိတ်ကနေပြန်လည်ကြိုဆိုလိုက်ပါရစေ KTV ကိုတငယ်ချင်းတွေနဲ့တူသွားရကနေ Happy Water ရဲ့အစွမ်းနဲ့အသက်ကိုပါဆုံးရှုံးလိုက်ရတာကတော့ရှမ်းပြည်နယ်မိုင်ပန်းမြို့နယ်ကအသက်16နှစ်ရွယ်ကောင်မလေးတူပါဒီခေတ်ကတော့လူကြီးလူရွယ်တွေမဟုတ်သေးပဲ15-16နှစ်အရွယ်ကလည်းကလပ်တွေဘားတွေသွားတက်နေကြပါပြီမြန်မာနိုင်ငံကကလပ်တွေမှာနေနိုင်ငံခြားကလပ်တွေမှာလို့အချို့သောလူငယ်လူရွယ်တွေကမွေးရစေဝါဖြစ်တဲ့ကီတို့အပြင် Happy Water တွေဝီတွေကိုပါသုံးဆွဲလေးရှိတာပါပြီးတော့အသက်မပြည့်သေးတဲ့ကလေးကိုလည်းမြန်မာနိုင်ငံကလပ်တွေမှာလက်ခံကြတာဖြစ်တဲ့ပြင်အတူမြင့်အတက်တင်ကလေးတွေကပါမွေးရစေဝါတွေကိုသုံးဆွဲလာကြတာပါကီတို့ Happy Water တို့ဝီတို့ဆိုတာဟာမွေးရစေဝါတစ်မျိုးဖြစ်ပြီးတော့အထူးသဖြင့်ကလပ်တွေဘားတွေမှာပို့ပြီးတော့သုံးလေးရှိကြတာပါ Happy Water ဆိုတာမျိုးကတော့ဓာတုဆေးရည်တစ်မျိုးဖြစ်ပြီးတော့ကလပ်တွေညဘက်ပါတီတွေမှာလူငယ်လူရွယ်တော်တော်များတောက်ကြတာပါ Happy Water ကိုတောက်တော့ပြီးနောက်ပိုင်းမှာစိတ်တွေထကြမြူးကျူးကြပြီးတော့တတိလက်လွတ်တွေဖြစ်ပြီးတော့တီလုံးတွေနဲ့ကခုန်ကြပါရီတခဏတာစိတ်ပျော်ရွှင်ထကြဖို့အတွက်နဲ့ပါတီတွေမှာတောက်သုံးဖို့အတွက်ထားရှိကြတာပါအချို့ဆိုရင် Happy Water တောက်နေတဲ့ပုံတွေကေတွေရှူဝီတွေရှူနေကြတဲ့ပုံတွေကိုတောင်မှအများအသုံး social media ပေါ်မှာတင်လေးရှိကြပါရီစိတ်ပင်ပန်းနေတဲ့လူတချို့ကတော့ကလပ်တွေဘားတွေတည်းရဲ့ Happy Water တောက်ပြီးတော့မပြော့ပြုံအောင်လုပ်လေးရှိတာဆေးရှင်ပြက်ပြဲတဲ့ခါမှလည်းအားတွေအကုန်ဆုပ်ယုပ်ပြလိုက်သလိုခံစားရတယ်လို့ပြောကြပါရီအခုလေ Happy Water တောက်လွန်ပြီးတော့အသက်ဆုံးရှုံးရတဲ့ကလေးမလေးဟာအသက်16နှစ်အပြိုပေါက်ရွယ်လေးပဲရှိသေးတာပါကလေးမလေးဟာမန်နန်းကျုံကြီးအမည်ရပြီးတော့ရှမ်းပြည်နယ်မိုင်းပုံမြို့နယ်လိုင်နွဲရှာမှာနေထိုင်သူတူပါတကယ်တငယ်ချင်းတွေနဲ့လိုင်နွဲရှာမှာရှိတဲ့ KTV ဆိုင်ကိုဇွန်လ21ရက်နေ့မှာတွားရောက်ခဲ့ကြတာပါ KTV ရှာမှာတော့နန်းကျုံကြီးအမည်ရတဲ့16နှစ်ရွယ်ကလေးမလေးဟာ Happy Water တွေကိုတစ်ခွက်ပြီးတစ်ခွက်မော့တောက်ပြီးမှတော့ရုတ်တရက်သတိမိသွားပြီးတော့အသက်ပါဆုံးရှုံးလိုက်ရှာပါတော့တယ်ဖြစ်စဉ်ကိုတိကျသိတဲ့အမျိုးသားတယောက်ကတော့မိန်းကလေးကချစ်စရာလေးသူ့တငယ်ချင်းတွေစုပြီးတော့ KTV ကိုအလဲလာကြတာဖြစ်ကြောင်း Happy Water တောက်ပြီးတော့အသက်ဆုံးရှုံးခဲ့ရတာဖြစ်ကြောင်းပြောဆိုခဲ့တာပါသူကိုစိတ်ယုံလိုက်ပေါ်တော့ကလည်းအသက်ဆုံးရှုံးလိုက်ရပြီဖြစ်တာကြောင့်စိတ်ယုံကလည်းလက်မခံတော့ဘူးလို့ပြောဆိုလာခဲ့တာပါဆိုရှယ်မီဒီယာကသတိဌာနတွေကလည်းအသက်ဆုံးရှုံးခဲ့ရတဲ့ကလေးမလေးနန်းကျုံငင်ဟာသူ့တငယ်ချင်းတွေနဲ့ KTV များတချင်းတွေဆိုရင် Happy Water ကိုတစ်ခွက်ပြီးတစ်ခွက်တောက်နေခဲ့ပြီးနောက်များတော့ပါဇက်ကနေအမြုပ်တွေထွက်လာပြီးတော့သတိလစ်သွားခဲ့တယ်လို့ဆိုထားပါတယ်စိတ်ယုံကြီးကိုကူတာဖို့သွားဆောင်ခဲ့ပေမဲ့လည်းအသက်ဆုံးရှုံးခဲ့ရပြီဖြစ်တာကြောင့်စိတ်ယုံကလည်းလက်မခံကြတော့ဘူးလို့ပြောခဲ့ပါတယ်ဒါနဲ့ပဲကလေးမလေးရဲ့အိမ်ကိုစိတ်မကောင်းစွာနဲ့ပဲပြန်လည်ပို့ဆောင်ခဲ့တယ်လို့သိရတာပါမိဘတွေကတော့ကိုသမီးလေးဒီလိုမျိုးမသုံးသင့်တဲ့မွေးရစေဝါကြောင့်အသက်ပါဆုံးရှုံးလိုက်ရတော့တကယ့်ကိုယူကျုံမရဖြစ်ကတော်တော်လေးကိုဝမ်းနဲ့ကြေကွဲခဲ့ရတာပါမွေးရစေဝါဆိုတာကလေတကယ်ဆိုရင်လူသားတွေအနေနဲ့စမ်းကုန်စမ်းကြည့်တဲ့အရာတစ်ခုပါအလွန်ကြုံနေသုံးဆွဲကြတဲ့သူတွေမှလည်းယောဂလက္ခဏာတွေခံစားရပြီးတော့နောက်ဆုံးအသက်ကိုပါပေးလိုက်ရတာပါဗီဒီယိုကောဆုံးနေကြည့်ရှုအားပေးခဲ့ကြတဲ့ပရိသတ်တရားယုံ Happy Water တောက်တုံးကအသက်ဆုံးရှုံးသွားတဲ့16နှစ်ရွယ်မိန်းကလေးဖြစ်ကိုဘလို့မြင်နေဆိုတာပြောသွားပေးခဲ့ပါအောင်ရှင်အားပေးနာဆင်ခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးထူးတင်ရှိပါတယ်